ဒီဗီဒီယိုတစ်ခုကြောင့် content direction တစ်ခုပြောင်းသွားတယ်2026မှာ TikTok algorithm ကမှန်ကန်တဲ့ direction ရှိဖို့လိုအပ်တယ်မှန်ကန်တဲ့ direction ရှိတဲ့အခါမှာဆိုရင် watch time ဆိုပြီးတော့မှကိုယ့်ရဲ့ဗီဒီယိုကိုကြည့်တဲ့သူပို့ပြီးတော့များလာလိမ့်မယ် re-rush လို့ခေါ်တဲ့ပြန်ကြည့်တဲ့သူတွေလည်းပို့ပြီးတော့ရှိလာလိမ့်မယ်ဒါအပြင် series ကလည်းပို့ပြီးတိုးလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ဗီဒီယိုကပို့ပြီးတော့ reach တွေပို့ပြီးတော့တိုးသွားစေလိမ့်မယ် creator အများစုကကြတော့ content အရေးအတွက်ကိုပဲသူတို့ကလိုက်ကြတယ်ဒါပေမဲ့ algorithm ကြိုက်တာကကြတော့တိကျတဲ့ direction ကိုသူကပို့ပြီးတော့ကြိုက်တယ်တိကျတဲ့ direction ဆိုတာကကြတော့ကိုက TikTok account တစ်ခုဖွင့်လိုက်တယ် business လုပ်ငန်းလုပ်ဖို့အတွက်ဖွင့်လိုက်တဲ့ခါမှာဆိုကိုယ့်ရဲ့ business ကလူတွေကိုဘာကိုပေးမြင်စေချင်တာလဲဥပမာဆိုပါဆိုကိုက skin care လားဒါမှမဟုတ်ဘူးဆိုရင် marketing tip တွေလားဒါမှမဟုတ် motivation လားဒါမှမဟုတ် fashion ပိုင်းလားဘယ်အပိုင်းအတွက်ကိုကသွားမှလဲတိကျတဲ့ direction တစ်ခုပဲကိုကပေးပေးရမယ်တကယ်လို့ကိုက2026 TikTok algorithm နီလန်အသေးစိတ်ကိုလည်းသိချင်တယ် content တွေကိုဘယ်လိုမျိုးပေါက်မြင်အောင်လုပ်ကြမလဲ TikTok ထဲမှာဘယ်လိုမျိုး save လုပ်ကြမလဲ TikTok ထဲမှာဘယ်လိုမျိုး marketing လုပ်ကြမလဲ update နီလန်အသေးစိတ်ကိုအကုန်သိချင်တယ်ဆိုရင်တော့2026 TikTok branding secret သင်တန်းကြီးရှိပါတယ်ဒီသင်တန်းမှာဆိုရင်တော့စာတွေ့လက်တွေ့ကိုလုံးဝအသေးစိတ် detail ကြသင်ကြားပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ teacher နဲ့အတူတူအပြင်တွင်း2ရက်တာသင်တန်းကြီးမှာလာဆောင်ခြင်းနဲ့ဆိုရင်တော့အမြန်ဆုံးဆောင်လို့ရပါပြီအထူးကြီးကလည်းပဲလူဦးရေကန့်သက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အမြန်ဆုံးလာပြီးတော့ဆောင်လိုက်တော့เนาะကျေးဇူးတင်ပါတယ် coach E ပါ